န်ဟာတရဲမလေးရဲ့ဂူတင်းချိုင်းရှိမှာအမွှေးတိုင်ထွန်းပြီးမင်းကဒီလောက်လှတာကိုစောစောစီးစီးတည်သွားရတာနှမျောစရာပဲဆိုပြီးဆက်နောက်ပြီးစကားပြောခဲ့ပါတယ်။ तू အဲ့လိုပြောလိုက်တော့နောက်ကနေဂျေဇူးတင်ပါတယ်ဆိုတဲ့အတန်တစ်ခုကြားလို့ထွက်ပြေးခဲ့ပါတယ်။ဒါဟာ तू လှုပ်လိုက်တဲ့အမှားကြီးတစ်ခုဖြစ်လာမယ်လို့ तू လုံးဝမထင်ထားခဲ့ပါဘူး။ဆန်ညတစ်ခေါင်ကျော်မှာမြို့ထဲကနေအိမ်ကိုပြန်လာပါတယ်။သူ့ကိုလိုက်ချောင်းနေတဲ့တရဲမကစမ်းလာတဲ့လမ်းမှာကြိုစောက်နေပြီးစမ်းရောက်လာတဲ့အခါမှာကင်းလှည့်နေတဲ့ကောင်လေးကိုသူ့ကိုမွတ်တင်းကျင့်ဖို့တောင်းဆိုပါတယ်။ကင်းလှည့်ကောင်လေးကရမ်းတုံလောက်သွားပြီးညင်းဆိုပြီးမဲ့တရဲမကသူ့စွမ်းအင်နဲ့ကင်းဆောင်ကောင်လေးကိုဆွဲကတ်ထားပြီးစမ်းကြအောင်ကဲကြပါရှင်ကဲကြပါရှင်လို့အကျဲကြီးအော်ခေါ်ပါတယ်။စမ်းကလည်းပြေးလာပြီးကင်းလှည့်ကောင်လေးကိုထိုးကြိတ်လိုက်ပါတော့တယ်။မင်းကလေးချိုးချိုးလေးတွေကိုတွေ့ရင်မနေနိုင်တဲ့ဆန်းကကောင်မလေးကိုအိမ်လိုက်ပို့ပေးမယ်လို့ပြောလိုက်တဲ့အခါတရဲမကဝမ်းသာစွာအိမ်ကိုခေါ်သွားပါတယ်။ဆန်းကကောင်မလေးကိုပြန်ပို့ပြီးအိမ်ပြန်မယ်လို့တော့ချက်ချင်းမိုးချင်းပြီးမိုးကြီးတဲထန်စွာရွာလာပါတော့တယ်။ဒါကြောင့်ဆန်းကအိမ်မပြန်နိုင်မင်းတညလုံးတရဲမနဲ့အတူနေလိုက်ရတယ်။မနက်အိမ်ပြန်လာပြီးအိမ်ရှိခုလာထိုင်မှထိုင်ရင်အိပ်ပျော်နေတယ်။ဆရာကောင်းကသူ့လည်းပင်ကနှုတ်ခမ်းနေအောင်တွေးလို့တေချာစစ်ဆေးကြည့်တော့တခုခုထူးခြားနေပြီဆိုတာရေးမိနေတယ်။ဆန်နိုးလာပြီးစပိတ်နဲ့ထွက်သွားတော့ဆရာကောင်းကသူ့နောက်ကနေအစီရင်နေယူပြီးပြေးလိုက်သွားပါတော့တယ်။ဆန်အိမ်ထဲကိုဝင်လာတာနဲ့တရဲမကဝမ်းသာအားရပြေးဖက်လိုက်တဲ့အခါမှာတော့တရဲမကမခံနိုင်ပဲလွင့်ထွက်သွားပါတော့တယ်။တရဲမကဆန်းကိုမိကိုရက်ဘာကတ်နေလဲမသိဘူးလို့ပြောလိုက်တဲ့အခါဆန်းကအင်းကြီးကျဲတီချွတ်ကြည့်တော့ဆရာရေးပေးထားတဲ့ခါထားမန်တန်စာကိုတွေ့ပါတယ်။ဆန်းကအစာကိုဖြတ်ပြီးကောင်မလေးကိုချော့ပါတယ်။တရဲမကအကင်းပါစွာဆန်းကိုကက်တင်ပေါ်မှာတိတ်လိုက်ပြီးဆရာကောင်းနဲ့တိုက်ခိုက်ပါတော့တယ်။ဒီနေရာမှာပဲဆရာကောင်းနဲ့တရဲမလေးတို့ရဲ့အကျိတ်နဲ့တိုက်ပွဲကစတင်ပါတော့တယ်။တရဲမလေးကသူ့မရဲ့ရှီလျားတဲ့စပင်တွေကိုကြားပုတ်လို့အုံပြုပြီးဆရာကောင်းကိုရှစ်ပတ်တိုက်ခိုက်တယ်လို့ဆရာကောင်းကလည်းသူ့ရဲ့မက်မွန်တာတာ Peachwood sword နဲ့အင်းစာရွက်တွေကိုတုံးပြီးအစွမ်းကုန်ခုခံပါတယ်။ဆိုတဲ့စူးရှာတဲ့အိုဟစ်တန်လေးအတူတရဲမလေးဟာဆရာကောင်းရဲ့အင်းစာရွက်တွေထိမှန်ပြီးအားနေသွားပါတယ်။တရဲမကဆရာကောင်းကိုသူ့တယောက်တည်းမနိုင်မှန်းသိတာနဲ့ဆန်ရဲ့အမြင်အာရုံကိုလှည့်စားလိုက်ပါတယ်။ဆန်ကဆရာကောင်းကိုရှဲမှုနာမှုကောင်အဖြစ်မြင်ပြီးစတင်တိုက်ခိုက်ပါတယ်။ဆရာကောင်းလေးတပေးချိုရဲ့တိုက်ခိုက်မှုကိုအလူးအလေခံရပါတယ်။နောက်ဆုံးမှာတရဲမထွက်ပြေးသွားတဲ့အခါတရဲမနေတဲ့အိမ်ကနှစ်ပေါင်းများစွာလူမနေတဲ့အိမ်ဖြစ်နေမှဆန်တီလိုက်ရပါတယ်။ဆရာကောင်းကဆန်းကိုကဲတင်တယ်လို့ပြောပေမဲ့ဆန်းကတရဲမကိုပဲဆွဲလန်းနေပါတယ်။တရဲလဲဆန်းကိုလာခေါ်မယ်ဆိုတာဆရာကောင်းကသိနေတယ်။ဒါကြောင့်ဆန်းကိုကျူးချင်ထားပြီးတရဲမကိုတိုက်ခိုက်ဖို့အသင့်ဆောင်နေတယ်။ဆရာကောင်းတွက်ထားတဲ့အတိုင်းတရဲမရောက်လာပါတယ်။ဆရာကောင်းကတရဲမကိုဖမ်းဖို့တိုက်ခိုက်နေတဲ့အချိန်မှာဆန်းကိုလည်းသူ့တငယ်ချင်းချောင်းကတရဲစိတ်ပေါက်ပြီးစတင်တိုက်ခိုက်ပါတော့တယ်။ဆန်းကတငယ်ချင်းရဲ့လက်ထဲကနေလွတ်ဖို့အသေးအတန်ကြိုးစားနေရပါတယ်။ဆန်းကဆရာကြီးကျွန်တော်ကိုကယ်ပါလို့អော်ပြောနေပေမဲ့ဆရာကောင်းကမလာပဲငါအခုလုံနေတာကမင်းကိုတရဲမလက်ကနေကင်နေတာလို့ပဲပြန်ပြောလိုက်ပါတယ်။အထဲမှာတရဲကြိုက်ခံရတော့မယ်ဆိုတာကိုတော့ဆရာမသိပါ။တရဲမကတကားကိုတွန်းဖွင့်လိုက်ပြီးအစီရင်တွေကိုဖျက်ဆီးလိုက်ပါတော့တယ်။ဆန်းကိုကယ်တင်ဖို့တွားလိုက်ပါတယ်။ဆရာကောင်းလည်းဆန်းကိုတရဲမလက်ကနေလိုက်ကယ်တင်ရင်နောက်ကသူ့တပည့်ចောင်းကလည်းတရဲစိတ်ပေါက်ပြီးလိုက်ကိုက်နေပါတယ်။ဆရာကောင်းကတရဲမတစ်ဖက်သူ့တပည့်ကတစ်ဖက်နဲ့တိုက်ခိုက်နေရပါတယ်။ဆန်းကတရဲမနဲ့အတူပြေးထွက်သွားပါတယ်။ဆရာကောင်းကသူတို့နောက်လိုက်လာပြီးသူ့ဝိယုံနဲ့လှမ်းအုပ်လိုက်ပြီးတရဲမကိုအဆုံးသတ်ဖို့သူ့မော်တာရွဲလိုက်တဲ့အချိန်မှာဆန်းကဆရာသူ့ကိုမတက်ပါနဲ့သူကျွန်တော်အသက်ကိုကယ်ခဲ့တဲ့ကြီးစုကိုထောက်ထားပြီးသူ့ကိုမတက်ပေးပါနဲ့လို့တောင်းပန်တော့ဆရာကောင်းကမင်းတို့နှစ်ယောက်ဟာဘဝချင်းမတူကြတော့ဘူးနောက်ထပ်ငါတပည့်ကိုထပ်နှောက်ရှက်ရင်ငါမင်းကိုအရှင်းမထားဘူးလို့ပြောပြီးလွတ်ပေးလိုက်ပါတယ်